ဒါကသူ့ကိုလှုပ်ပေးတဲ့အပိုင်းလေးကိုပြောတာဖြစ်တယ်ပေါ့နော်ဒီသူ့ရဲ့ခေါင်းစဉ်ကသူကဂုံတူထွက်သွားတယ်နော်ဒီကလေးကဂုံတူထွက်သွားတယ်အဲ့တော့ဟို UK မှာနော် UK မှာသူကဂုံတူထွက်သွားတယ်ဒီခေါင်းစဉ်နဲ့ပဲချဲ supervise ဆုပ်ပေးလိုက်တာခေါင်းစဉ်နဲ့သူကဂုံတူထွက်သွားတယ်အဲ့တော့ချဲစီကိုလာမေးကြတဲ့အခါမှာနော်ဟိုခေါင်းစဉ်ကိုဘယ်လိုရှာရမလဲဆိုတဲ့ဟာမျိုးတွေလည်းချဲလာပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အဓိကကတော့ချဲကဆိုလိုချင်တာကတော့ကိုယ့်ရဲ့နော်ကိုယ့်ရဲ့ဒီ thesis တွေလုပ်နေတဲ့ကာလမှာကိုအကောင်းဆုံးကလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲချဲကတော့စူးစမ်းစေချင်တယ်အဲ့ဒီစူးစမ်းရဲ့ result ပေါ့နော်ချဲဆိုရှင်လည်းသူနဲ့ကလာဂုံတူးထွက်ရမယ်ဆိုတာမျိုးတော့မဟုတ်ဘူးသူလည်းပင်ပန်းခံကိုလည်းပင်ပန်းခံပြီးတော့ခါကြတော့ခေါင်းစဉ်ရှာတာကအစဆုံးတူတူလုပ်ကြတာပေါ့နော်အဲ့ဒီခါမှာကိုရဲ့ဟိုခေါမလဲလုပ်တဲ့အလုပ်တိုင်းကိုချဲတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းမယ်ဆိုတာမျိုးနဲ့ပဲဆောင်ရွက်ခဲ့တဲ့အတွက် surprise ပေါ့နော်ဂုံတူးထွက်တယ်ဆိုတာကိုချဲတို့ရခဲ့တာပေါ့အဲ့လိုမျိုးကိုပြောတာပေါ့နော်ဒီ seminar လေးပေးဖို့ချဲပြင်ဆင်နေတုန်းမှာပဲချဲကိုတိုင်လဲချဲရဲ့ paper ကြောင့်နော်ချဲရဲ့ paper တွေကြောင့်ဒီမှာ company တစ်ခုက AI researcher ဆိုပြီးတော့ company တစ်ခုကသူချဲတို့လှုပ်ထားတဲ့ model ကိုကြိုက်လို့နော်သူတို့ထဲမှာလာပြီးတော့ခါကြတော့ပါဝင်ပေးဖို့ဆိုပြီးတော့ invite လုပ်တဲ့ဟာလေးကမ်းလှမ်းလာတာလေးရတယ်အဲ့လိုမျိုးပေါ့နော်သူတို့ထဲကိုလာပြီးတော့သူတို့နဲ့အတူလာပေါင်းပြီးတော့လုပ်ပေးဖို့ပေါ့နော်ဒီမှာ email လေးပေါ့အဲ့တော့သူဒီကိုယ့်ရဲ့ approach တွေကနော်ချယ်တို့ approach တွေကအရန်ကောင်းနေတဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ model တွေမှာလာပြီးတော့သုံးဖို့နော်အဲ့ဒီခါမှာလာပြီးတော့ပူပေါင်းဆောင်ရွက်ပေးဖို့ expert တယောက်အနေနဲ့နော်ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ခါကြတော့သူကလာပြီးတော့ကမ်းလှမ်းတာပေါ့နော်သူ exchange the idea တဲ့ discuss the cooperation immediately ပေါ့နော်အဲ့လိုမျိုးသူကလာပြီးတော့ကမ်းလှမ်းတာပေါ့ဖြစ်တဲ့ဒီကုမ္ပဏီကကျတော့တရုတ်ကုမ္ပဏီဖြစ်မယ်ထင်လားပဲဆရာလည်းသိချတော့သူနဲ့ထပ်ပြီးတော့မပြောရသေးဘူးမင်းတို့ကမ်းလှမ်းချက်ကိုလက်သင့်ခံတယ်လို့ပဲဆရာပြောထားတာသူတို့ကကျတော့ AI model တွေเนาะ AI model တွေကိုသုံးပါဆရာတိစောက်ခဲ့တဲ့ model driven တစ်ခုနဲ့เนาะsorry ဆရာတိစောက်ခဲ့တဲ့ model driven တစ်ခုနဲ့ကြောင့်သူတို့ကခြေတို့ model ကပို့ပြီးတော့အဆင်ပြေနေတယ်ဆိုတာကိုသူက research paper မှာတွေ့တော့သူတို့နဲ့လာပြီးတော့ compound เนาะပေါင်းလုပ်ပြီးတော့ပါဝင်ပေးဖို့ဆိုတော့သူတို့ကလှမ်းပြီးတော့ခြေကိုဖိတ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဘာပဲလုပ်ခြေမှာစင်တာကတော့ကိုလုံးနေတဲ့ကာလမှာတော့အကောင်းဆုံးဖြစ်အောင်လုပ်ပါပေါ့နော်အဲ့လိုမျိုးလေးပဲမှာချင်တယ်လိုအပ်တာရှင်တော့အချိန်မရွေးနော်အချိန်မရွေးလာပြီးတော့ခါကြတော့မေးလို့တော့ရပါတယ်နော်ခြေလဲအားတယ်အဆင်ပြေတယ်ဆိုရှင်လည်းခြေကပြောပြီးသွားမှာပါနော်အဲ့တော့ research method research methodology နောက်ပြီးတော့ကိုယ့်ရဲ့ outcome တွေပေါ့နော်ကိုဘယ်လို outcome လုပ်ချင်တာလဲဒါတွေကိုချက်သိစေချင်တယ်နောက်ပြီးတော့ခါကျရင် research paper တွေဖတ်တယ်ဆိုရှင်လည်းဟိုတောင်ရောက်မြောက်ရောက်မဖတ်ဘဲနဲ့နှစ်လိုက်ပိုင်းပေါ့နော်ခု2026ဆိုရင်ချေတို့အများဆုံးဖတ်ရင်25 paper တွေပဲချေတို့ဖတ်ပြီးတော့25မှာသူတို့ဘာလုပ်နေသလဲဆိုတာတွေကိုပဲလေ့လာပြီးတော့ကိုဘာလုပ်မလဲဆိုတာဆုံးဖြတ်ပေါ့နော်ဟိုအရှိတွေလိုက်ဖတ်နေလို့ရှင်တော့ချေတို့ကအဲ့အရှိဟာတွေကကိုတီးစစ်ပြီးတဲ့ချိန်ကျသူများလုပ်ပြီးသားတွေဖြစ်သွားတတ်တယ်အဲ့တော့ကိုလည်းသူတို့နဲ့အတူအစ်စ်ကိုရှာရမှာဖြစ်တဲ့အတွက်25အဲ့ဝင်းကျင်အ paper ကိုပဲရှာမယ်လိုအပ်မှ history ကိုပြန်လိုက်ပေါ့နော်အဲ့2024ဆိုရင်ကိုချင်ကတော့တိတ်မဖတ်စိတ်ချင်တော့ဒီလိုမျိုးလေးအကြံပြုချင်တာပေါ့နော်သိစစ်ဆုံးမဲ့သူတွေပါသေးလားတစ်ချက်လောက်တော့ဟွာဖြစ်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကယ်ဟောလေခုန AI နဲ့ပတ်သက်ပြီးတော့လုပ်တဲ့ thesis ကဟို data ကောက်တဲ့အခါကျတော့ qualitative နဲ့ပဲသွားတာ quantitative နဲ့ quantitative မရလောက်ဘူးလားလို့နော် qualitative ကကြတော့ကျွန်တော် recommendation တွေပေးတယ် optimization ထုတ်တဲ့ဟာမှာပေးလို့ရတယ် quantitative ကကြတော့ quantitative ကသူဒီfitness ဘယ်လောက်ထိကောင်းလာလဲဥပမာ heartbeat ပေါ့နော် heartbeat မကောင်းနေတာ lens မကောင်းနေတာအဲ့ဒီ medical feedback ကဟာဒီဘက်ကိုလည်းခြေတို့က digit သုံးတယ်ပေါ့နော် digit numerical နဲ့သုံးတယ် recommendation system တွေကိုကြတော့ခြေတို့က qualitative နဲ့သုံးတယ်သားလေးဟုတ်ကဲ့
ဟိုလေအဲ့ဒါဆိုတော့လေဟို data ကောက်ဖို့ရောအဆင်ပြေနိုင်ပါမလား fitness data တွေက real world data တွေရှိရယ်နောက်ပြီးတော့သူလည်းတီးခြားပေါ့နော်သူ system နဲ့ပတ်သက်ပြီးတော့သူအဲ့ gym data ကိုလည်းသူသွားကောက်တယ် ဟုတ်ကဲ့ ဟိုဟာလေ job simulation data တို့ real world data တို့အဲ့လို data တွေရှိရယ်လေ Kaggle.com ပေါ့နော် Kaggle.com မှာကြာလို့ရှိရင်ကျတော့ real world data set တွေရှိရယ်အဲ့ရလေလည်းကျတော့သုံးလို့ရတယ် job simulation data ဆိုတာမျိုးကိုလည်းကျတော့သုံးလို့ရတယ်ပြီးရင်ကိုယ့်ရဲ့ဟိုပေါ့နော်ဟို data ပေါ့ကိုယ့် data ကိုကောက်ပေါ့အဲ့လိုမျိုးပေါ့ကိုနီးစပ်ရာ gym တစ်ခုခုမှာသွားပြီးတော့ data ကောက်ပေါ့အဲ့လိုမျိုးပြောချင်တော့ကျွန်တော်ကနံပါတ်1တော့ရှိနေတယ်လဲဆိုတော့အခါကျတော့ကိုဘာလုပ်မလဲဆိုတာသိရင်သူ့အတွက် data ပေါ့နော်သူ့ရဲ့ data ကိုဘယ်လိုရနိုင်မလဲပြီးတော့ဘယ် method ကိုတွက်မလဲဒါဒီကတော့ခြေလူကတော့စဉ်းစားရမှာပေါ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာခုတော့ဘယ်ပိုင်းကိုလုပ်နေတာလဲဟိုလိုတော့လိုပါသေးတယ်ဟို2026အကုန်လောက်မှာပါဟုတ်ကဲ့အကုန်လောက်မှာပြီးရမယ်ဆိုတော့ဂျွန်လောက်မှာစရမှာပေါ့နော်ဟုတ်ပါပြီဟုတ်ပါဆိုလိုတာကကြတော့ခြေကကြတော့လေတိတ်ဟိုဟာမျိုးအရှိတွေကိုတိတ်မရှာနဲ့တော့တပြိုင်နက်တည်းလုံနေကြတဲ့ဟာမှာခြေက25လောက်ကတော့ခြေတို့နောက်ဆုံးပဲထားပြီးတော့ဖတ်ပေါ့နော် history လိုမှသာ history ကိုခြေတို့လိုက်ဖတ်ပေါ့ဒီလိုလေးတော့ခြေကတော့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ချားပါများမေးစရာရှိပါသေးလဲလုပ်တဲ့အလုပ်တိုင်းတော့အကောင်းဆုံးလုပ်နော်ကျယ်ဆိုလိုတာကကြတော့ဟိုခေါမလဲလုံရင်းနဲ့ကိုအတိလာတာပေါ့နော်ကိုလုံးမကိုတက်တာဆိုတော့ခါကြတော့ကိုကိုယ်တိုင်လုံနိုင်အောင်တော့အားထက်ပြီးတော့ဆောင်ရွက်ပါပေါ့နော်အဲ့လိုလေးတော့ကျယ်အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အဓိကကတော့ time management ပေါ့နော်အချိန်ကတော်တော်စကားပြောတယ်နော်အချိန်ကတော်တော်စကားပြောပါရှင်မေးပါရှင်ရှင်မင်္ဂလာပါရှင်တို့မေးချင်တာပေါ့နော်ဟိုliterature review လုပ်တဲ့အခါမှာဒီချက်အနေနဲ့လို့ tips လေးရှိလားပေါ့နော်ဘာလို့လဲဆိုတော့တမျိုးအဲ့လိုမျိုး article ဖတ်ပြီးဆိုရင်အဲ့လိုမျိုးလမ်းနေပျောက်သွားပြီးတော့ရှေ့ဟိုမဆက်နိုင်တဲ့အခါမျိုးတွေလည်းရှိရပေါ့နော်အဲ့မျိုးဆိုဒီချက်အနေနဲ့အဲ့အပိုင်းကိုကြွအောင်ဘယ်လိုလေးလုပ်လို့ရမလဲပေါ့ဒီချက်ဟုတ် it's a good question နော် yeah okay ဟိုပြောပေးမယ်ခဏလေးနော်ကျယ်ဟိုပြရှာပေးလာတရားရှာပြီးတော့ပြောမယ်ကျယ်တို့ကအဲ့ဒါကလေကိုယ့်ရဲ့ဟိုဟာကိုမပိုင်းထားသေးလို့နော်မပိုင်းထားသေးလို့ကိုမပိုင်းလို့နော်အဲ့လိုမျိုးပြောချင်တာကျယ်မင်းကပြောတဲ့အဲမှာပဲကျယ်တို့ပါတယ်နော်မင်းကပြောတဲ့အဲမှာပဲကျယ်ပါတယ်ခေါင်းစဉ်ပိုင်းတာလှူလို့တမီးလေခေါင်းစဉ်ပိုင်းတာလှူလို့နော်ခေါင်းစဉ်ကိုစတယ်ကိုကပိုင်းတဲ့အခါမှာလိုနေလို့ဖြစ်တယ်ဒီအချက်မှာချက်ပြောခဲ့တာကိုယ့်ရဲ့ purpose ကဘာလဲဆိုတော့ခြေတို့သိဖို့လိုတယ်အဲ့ purpose ကိုခြေတို့ကကိုဘာရှင်ရှာချင်တာလဲဆိုတာကိုကိုကအရင်ဆုံး purpose ကိုသိဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်ခြေတို့ကဒီမှာနော်အဓိကကတော့ဘာလို့မှလဲဆိုတော့ဒီ questionnaire စီကိုခြေတို့ကအရင်ဦးဆုံးကိုမေးရမှာပေါ့နော်ငါဘာလို့မှလဲဘယ်လိုလုံးမှလဲဘယ်အကြောင်းအရာကိုလုံးမှလဲဘာတွေကိုလုံးမှလဲဆိုတာကိုခြေကတော့အရင်ဦးဆုံးကိုကပိုင်းထားမှရမှာလမ်းပြောက်တယ်ဆိုတာကကိုမပိုင်းသေးလို့ပြောက်တာကိုပိုင်းခဲ့မှာကိုရဲ့လမ်းကြောင်း